Assalamu alaikum warahmatullahi wabarakatuhu ငါမနတဲ့အောင်မြင်ခေရဲ့တင်ငါစာအမှတ်စဉ်1363ကိုတင်ပြမှာပါဒီနေ့တင်ပြခြင်းနဲ့အဓိကခေါင်းစဉ်ကတော့ကုရ်အာန်ဆလ္လာလဟူအလိုင်ဝါဆလမ်မိန့်ကြားတဲ့ဟာဒီသ်တစ်ပုဒ်ကိုအခြေပြုပြီးတော့မိန့်ကြားခြင်းတာပါကုရ်အာန်ဆလ္လာလဟူအလိုင်ဝါဆလမ်ကအမိန့်ရှိတဲ့ Inna Allah la yanzuru ila suwarikum wala ila ajsadikum walakin yanzuru ila qulubikum wa a'malikum မြတ်တော်မူသောအလောရှိမြတ်ကအသင်တို့ရဲ့ခန္ဓာတွေဥစ္စာတွေအပြင်းပန်းတရံတွေကိုကြည်မှာမဟုတ်ဘူးတဲ့အသင်တို့ရဲ့လောက်ရက်တွေနဲ့အသင်တို့ရဲ့နှလုံးသားကိုပဲကြည်ရှုမှာဖြစ်တယ်တဲ့ဒါကြောင့်အတွင်းစိတ်ရဲ့အလှတရားတွေကိုကျွန်တော်တို့ဟာဂရုစိုက်ဖို့ကျွန်တော်တို့ရဲ့နှလုံးသားကိုလှပတင့်တယ်အောင်ကျွန်တော်တို့ပြုပြင်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတင်ပြချင်တာပါကျွန်တော်တို့အားလုံးဟာအပြင်းပန်းရုပ်ရည်လှပဖို့အဝတ်စားကောင်းကောင်းဝတ်ဖို့ကိုအာယုံစိုက်တတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့မှတ်ထားရမယ့်အချက်ကလောကကြီးဟာမှန်တစ်ချက်လို့ပါပဲကျွန်တော်ရဲ့အတွင်းစိတ်ကညစ်ပတ်နေရင်လောကကြီးကကျွန်တော်ကိုဘယ်တော့မှအလှပဆုံးပုံရိပ်တွေပြသပေးမှာမဟုတ်ပါဘူးဒါကအမှန်တရားပါပဲဒါကြောင့်အစ္စလာမ်အမြင်မှာqalb လို့ခေါ်တဲ့နှလုံးသားဟာခန္ဓာကိုယ်ရဲ့ဘယင်ဖြစ်ပါတယ်ဒါကြောင့်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကအမိန့်ရှိတယ်အလာအင်နဖီလ်ဂျဆဒ်မုဒဂါإذا صلح الجسد كله وإذا فسد الجسد كله ألا وهي القلب ခန္ဓာကိုယ်မှာအသားတုံးတုံးရှိတယ်အဲ့ဒီအသားတုံးကောင်းနေတဲ့ခန္ဓာကိုယ်ဟာကောင်းမွန်လှပနေမှာဖြစ်တယ်ဒီအသားတုံးပျက်စီးသွားရင်တော့ခန္ဓာကိုယ်ဟာလည်းအကြီးတန်းသွားမှာဖြစ်တယ်တဲ့အဲ့တော့ဒါကြောင့်ဒီနှလုံးသားကိုမနာလိုမှုတွေမောက်မာမှုတွေနဲ့အမုန်းတရားတွေဒါတွေကနေပြီးတော့မှတန့်စင်ထားဖို့လိုအပ်ပါတယ်အဲ့တော့နှလုံးသားမှန်ပေါ်ကဖုံမုံတွေဟာလည်းဒီကိလေသာတွေပဲဖြစ်ပါတယ်အဲ့တော့ဒီဖုံတွေကိုမတုတ်တင်သူရဲ့ကျွန်တော်ရဲ့ဘဝမှာအောင်မြင်မှုရဲ့အလင်းရောင်ကိုကျွန်တော်ဟာမြင်ရမှာမဟုတ်ပါဘူးအဲ့တော့ဒါကြောင့်မိတ်ဆွေလောကကြီးကိုပြောင်းလဲဖို့မကြိုးစားခင်ကျွန်တော်ရဲ့နှလုံးသားကိုအရင်စေးကြောရမှာပါကျွန်တော်ရဲ့အတွင်းစိတ်ထဲမှာငြိမ်းချမ်းမှုရှိနေရင်ဘယ်လိုခက်ခဲတဲ့လောကဓာတ်ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်ဟာအောင်မြင်စွာပြုံးပြနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကိုကြည့်ပြီးတော့လဲကျွန်တော်ရဲ့အနီးပါးမှာရှိနေတဲ့လောကသူလောကသားတွေအားလုံးလည်းပျော်ရွှင်နေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတွင်းစိတ်ဟာကြည်လင်နေသူတို့ကလည်းကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့ဆက်ဆံရေးတွေကျွန်တော်တို့နဲ့ပတ်သက်တဲ့ခံယူချက်တွေအားလုံးဟာလည်းကြည်လင်နေအောင်မှာဖြစ်ပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဟူ